ကျွန်တော်ရဲ့ချစ်မိတ်ဆွေတငယ်ချင်းများညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ASM Basic Electronic Projects Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီခါမှာကျွန်တော်ရဲ့နော်တငယ်ချင်းမိတ်ဆွေတွေတက်မျှဝေပေးသွားမယ်အကြောင်းအရာရဲ့ခေါင်းစဉ်လေးကတော့ How to Rebuild Solar Panel and နောက်တစ်ခါ Replace Diodes ပေါ့နော်ဒီ solar ပြားပြုပြင်နည်းလေးပေါ့နော်ကျွန်တော်တို့ solar ပြားတွေအသုံးပြုတာကြားလာတဲ့အခါမှာထဲထဲရနော်ချွတ်ယွင်းချက်လေးတွေကိုဘယ်လိုပြင်ပြီးတော့နော်ပြန်လဲအသုံးပြုလို့ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုအသေးစိတ်မျှဝေတင်ဆက်သွားမှာဖြစ်ပါတယ်ဗျနော်ကျွန်တော်ရဲ့ဒီ ASM Basic Electronic Project ဆိုတဲ့ channel လေးကိုနော် subscribe မလုပ်ရသေးရင်လည်း subscribe လေးလုပ်ပြီးတော့နော်တကယ်လို့ video လေးကြိုက်နေတဲ့ဆိုရင်လည်း like and share လေးတွေ comment လေးတွေရေးပြီးတော့နော်အားပေးကူညီပါအောင်လို့နော်တောင်းဆိုလိုပါတယ်ခင်ဗျာကဲဗီဒီယိုလေးကြည့်လိုက်ကြအောင်ဗျာနော်ဟုတ်ကဲ့ဒီဆိုလာပြားလေးရပါတော့ဒီ open circuit အနေနဲ့ဆိုရင်သူ output voltage ကကျွန်တော်တို့22 volt ကြော်လောက်ထွက်ပါတယ်နော်ဒီ watt အားဖြင့်တော့200 watt ပေါ့နော်ခုသူကဘိုးမထွက်တော့ဘူးဘိုးကနော်ဒီ2 volt ပေါ့နော်2 volt 1.92အဲ့လောက်ပဲထွက်တော့တာပေါ့နော်အဲ့ကြတော့ဘက်ထရီနဲ့အားသွင်းဖို့လည်းအဆင်မပြေတော့ပါဘူးအဲဒါကြောင့်မို့ကျွန်တော်ကဒီဆိုလာပြားကိုထဲထဲဒီ box လေးတွေကိုဖွင့်ကြည့်မှာဖြစ်ပါတယ်နော် box ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာဒိုင်အုပ်6လုံးသုံးထားတာတွေ့ပါတယ်နော်ဒိုင်အုပ်6လုံးသုံးထားတာပါသူ ampere အနေနဲ့တော့10 ampere ဒိုင်အုပ်တွေပါနော်10 ampere ဒိုင်အုပ်6လုံးသုံးပြုထားတာဖြစ်ပါတယ်ဒီမှာသူက solar cell ကနေပြီးတော့เนาะ output ထွက်ထားတာဟာကဒီအပေါင်းတငုတ်ရဲ့အနှုတ်တငုတ်ရဲ့အလဲကဒီ cell လေးတွေကထွက်လာတဲ့ဟာနှစ်ငုတ်ရဲ့စုစုပေါင်း၄ငုတ်ပေါ့เนาะအဲ့ဒီ၄ငုတ်နဲ့ချာ၄ငုတ်ချာကိုပေါ့เนาะ၄ငုတ်ဆိုတော့ဂျား၃ခုပေါ့เนาะအဲ့ဂျား၃ခုမှာတကြားနဲ့တကြားကိုကျွန်တော်တို့ဒိုင်အုပ်10 ampere ဒိုင်အုပ်နှလုံးစီသုံးထားတာဆိုတော့စုစုပေါင်း6လုံးဖြစ်ပါတယ်ဗျာနော်10 ampere ဒိုင်အုပ်တွေဖြစ်ပါတယ်အဲ့ကျတော့ဒိုင်အုပ်တွေကကျွန်တော်တို့အသုံးပြုလာတာကြာတဲ့အခါမှာနော်သူ့ချွတ်ယွင်းချက်လေးတွေဖြစ်လာတာဖြစ်ပါတယ်အဲဒါကြောင့်မို့ဒီ output voltage မထွက်တာပါနော်ခုဒီမှာဒီဒိုင်အုပ်လေးဆိုလို့ရှိရင်ကျွန်တော်ဖြုတ်ကြည့်ပါမယ်နော်ဒီမှာဖြုတ်လိုက်တာနဲ့ကိုနော်ဒိုင်အုပ်ငုတ်ကလေးတစ်ခုကပြုတ်ထွက်သွားပြီနော်ဒါဒိုင်အုပ်ရဲ့ချွတ်ယွင်းချက်ဖြစ်ပါတယ်ဗျာနော်ဒီမှာတွေ့တာကတော့သူကခဲလဲတို့မထားဘူးရနော်ဒီတိုင်းလေးအပေါ်ကဒီကြီးပြားနဲ့အပေါ်ကနတ်လေးပဲပိတ်ဆုပ်ထားတာနော်ခဲတို့ထားတာမတွေ့ဘူးရဒါတိုင်အုပ်ဒီလုံးကတော့ဒါတိုင်အုပ်သုံးလို့မရတော့ဘူးနော်တိုင်အုပ်မကောင်းတာဖြစ်ပါတယ်တိုင်အုပ်လေးတွေလဲရမှာဖြစ်ပါတယ်ဗျာနော်ဒီမှာတော့သူကဝတ်200ဆိုတော့10 ampere တိုင်အုပ်တွေသုံးထားပါတကယ်လို့ဆိုလာပြားအသေးလေးတွေဆိုရင်တော့သူ1 ampere တို့3 ampere ဒိုင်အုပ်လေးတွေအသုံးပြုတာဖြစ်ပါတယ်ဒီမှာတော့သူ10 ampere ဒိုင်အုပ်တွေနော်ဒီလုံးလည်းမကောင်းတော့ပါဘူးနော်ဒီလုံးလည်းငုတ်ကဒိုင်အုပ်ငုတ်လေးတွေကကျွတ်ထွက်ကုန်ပါနော်ဒီဒိုင်အုပ်လေးတွေလဲလိုက်ရင်တော့အဆင်ပြေမယ်လို့ယူဆပါတယ်နော်ယဒီမှာဒီဆိုလာရဲ့ဒီ box ထဲမှာထည့်ထားတဲ့ဒီဒိုင်အုပ်လေးတွေကကျွန်တော်တို့ဒီ bypass ဒိုင်အုပ်လို့ခေါ်ပါတယ်နော် bypass shade မှာလည်းကျွန်တော်ဒီ bypass ဒိုင်အုပ်နဲ့blocking တိုင်အုပ်အကြောင်းကိုကျွန်တော်ညဝေပေးထားတာရှိပါတယ်เนาะအဲ့ဒီမှာလည်းသွားရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်เนาะသူကဒီ bypass တိုင်အုပ်ဒီ bypass တိုင်အုပ်ကเนาะတိုင်အုပ်အကြောင်းမပြောခင်ဘိုးလေးနည်းနည်းအရင်တိုက်ကြဒီမှာတော့တိုင်အုပ်တရမ်းဖြုတ်လိုက်တဲ့အခါမှာလည်းဒီဘိုးအနှဲငယ်တော့ထွက်ပါသေးတယ်เนาะဒီ bypass တိုင်အုပ်ကဘာကြောင့်သုံးရလဲဆိုရင်ကျွန်တော်တို့ဒီ solar ပြားပေါ်မှာပေါ့เนาะနေရောင်ခြည်ကြားရောက်တာတနေရာနဲ့တနေရာမတူဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေအောင်ကြီးမကြရောက်တဲ့နေရာက solar cell လေးတွေကပျက်စီးတတ်ပါတယ်เนาะအဲဒါကြောင့်မို့ဒီ bypass တိုင်အုပ်အနေနဲ့သုံးတာဖြစ်ပါတယ်ဗျာနော်ကဲအဲ့တိုင်အုပ်အကြောင်းကကျွန်တော်ရှေ့ဗီဒီယိုမှာပဲပြောရဆိုဒီမှာအသေးစိတ်ထပ်မပြောတော့ပါဘူးเนาะဒီမှာအခုဘာလုပ်နေလဲဆိုရင်ကျွန်တော် solar cell လေးတွေကလာတဲ့ကျွန်တော်တို့ဒီငုတ်ကလေးတွေပေါ့เนาะငုတ်ကလေးတွေကိုဒါဖြုတ်နေတာဖြစ်ပါတယ်အခုလိုဒီငုတ်နဲ့ပေါ့နော်ဒီကြေးပြားလေးတွေနဲ့ကျွန်တော်တို့ဆက်ထားတဲ့ဒီကဟေလေးတွေကိုကျွန်တော်တို့ဒီမှာတော့
ကောင်းတာကတော့ဒီခဲတိုးတဲ့ခေါက်ကဝါနနဲ့ကြီးတဲ့ဟာလေးဆိုရင်ပိုးအဆင်ပြေပါနော်ဝါသေးတဲ့ဟာဆိုရင်အတော်နဲ့ပြုတ်မှာမဟုတ်ပါဘူးနော်ကျတော့ဖြုတ်တဲ့အခါမှာလည်းခဟေးကိုဖြုတ်တဲ့အခါမှာလည်းတေချာလေးခယူတစ်စိုက်လုပ်ဖို့လိုပါတယ်တကယ်တော့ဒီဆိုလာဆဲရလာတဲ့ဒီငုတ်ကလေးတွေကျိုးသွားရင်ကျွန်တော်တို့ဒီဆိုလာပြားလုံးဝပြန်လဲအသုံးပြုလို့မရတော့ပဲနဲ့เนาะပစ္စည်းသွားတတ်ပါတယ်ပေါ့နော်အဲဒါကြောင့်မို့ဖြုတ်တဲ့အခါမှာလည်းတေချာလေးဖြုတ်ဖို့လိုပါတယ်ဖြုတ်ပြီးရင်ကျွန်တော်တို့ကြံတဲ့အောက်ကเนาะဒိုင်အုပ်သုံးလုံးကိုလည်းဆက်ပြီးတော့ဖြုတ်ရမှာဖြစ်ပါတယ်เนาะသူကအပေါ်တန်းကတော့ဒိုင်အုပ်သုံးလုံးလုံးကိုခဲတို့မထားဘူးဒီအောက်တန်းကိုတော့သူကခဲလေးတွေအနှဲငယ်တော့တို့ထားတယ်เนาะဒါတော့အများကြီးတို့မထားဘူးတကယ်နည်းနည်းလေးပဲဒါခဲတို့ထားတာเนาะကဲလို့ကောင်းသေးရင်တော့ဒီဒိုင်အုပ်လေးတွေကပြန်အသုံးပြုလို့ရပါတယ်ဒီမှာတော့ကျွန်တော်ကလက်စနဲ့တစ်ခါတည်း6လုံးစလုံးကိုအသက်ဖဲလဲလိုက်တော့မှာဖြစ်ပါတယ်เนาะပြန်မသုံးတော့ပါဘူးကဲလို့ကျွန်တော်တငယ်ချင်းတွေရဲ့ဆိုလာပြားဒီလိုပြည့်စည်လို့ရှိရင်လည်းဒိုင်အုပ်ကတော့သူ့ထဲမှာပါတဲ့အမျိုးအစားတိုင်းပေါ့เนาะ MBR ကိုဒီလို 10 MBR ဆိုရင်လည်း10 MBR ဒိုင်အုပ်ပေါ့เนาะ3ဆိုရင်လည်း3 1ဆိုရင်လည်း1သူတွေကပါတဲ့အတိုင်းပဲပြန်လဲပြီးတော့ကျွန်တော်တို့လဲပြီးတော့အသုံးပြုလို့ရပါတယ်ခင်ဗျာနော်ဒီအောက်က3လုံးကတော့ကျွန်တော်တို့ငုတ်တွေမပြုတ်သေးဘူးဗျာနော်ဒါပေမဲ့ကျွန်တော်ကတော့အားလုံးပဲအသက်ပဲလဲလိုက်တော့မယ်နော်6လုံးစလုံးသူဒိုင်အိုးရဲ့ဒီ model number ကနော် 10A10 ဖြစ်ပါတယ်ဗျာနော် 10A10 ပါအဲ့ရဒီမှာလဲဘုဒ္ဓတအဖြစ်เนาะကျွန်တော်ဒိုင်အိုအသက်ဆိုပြီးကျွန်တော်ဒီစမ်းပြပါမယ်เนาะဒီစမ်းတဲ့နေရာမှာเนาะအဖြူရဲ့ပါတဲ့ဘက်ကိုမီတာရဲ့အနက်ပရုပ်ပေါ့เนาะအဖြူရဲ့မပါတဲ့ဘက်ကအပေါင်းငုတ်ပေါ့အဖြူရဲ့ပါတဲ့ဘက်ကအဲ့လိုတိုင်းရမှာဖြစ်ပါတယ်เนาะကြအဖြူရဲ့ပါတဲ့ဘက်ကိုအနှုတ်ငုတ်ထားပြီးတော့ကျန်တဲ့ဘက်ကိုအပေါင်းတိုင်းရင်သူက400ဝန်းကျင်ပေါ့เนาะ400ဝန်းကျင်ပြပြီးတော့ပြောင်းမြန်တိုင်းရင်တော့တန်ဖိုးမပြပါဘူးเนาะဒါဆိုရင်အဖြူရဲ့ပါတဲ့ဘက်ကအနှုတ်အနဲ့ရောင်ထားမယ်ကျန်တဲ့ဘက်ကအနီရောင်ထားမယ်ကျန်တဲ့လေးလုံးကိုလည်းတိုင်းကြည့်ပါမယ်เนาะအဲ့လိုအပေါင်းနှုတ်ကိုအဲ့တိုင်းတိုင်းရင်ကျွန်တော်တို့400ဝန်းကျင်ပြမှာဖြစ်ပါတယ်เนาะအလုံးတိုင်းဟာ400ဝန်းကျင်ပြရမှာဖြစ်ပါတယ်เนาะတကယ်လို့ပြောင်းမြန်ပြန်တိုင်းရင်တန်ဖိုးမပြရပါဘူးเนาะအဲ့ဒါဆိုရင်ဒိုင်အုပ်ကောင်းပါတယ်ဗျာနော်ဒါဒိုင်အုပ်တိုင်းနီးဖြစ်ပါတယ်ဗျာနော်ပြီးရင်တော့ခဏကလို့သူ့အတိုင်းပဲအတိုင်းတာလေးတွေအတိုင်းကိုကျွန်တော်တို့꿰ပြီးတော့အဲ့ဒီမှာ box မှာအပေါက်ကလေးတွေပါရနော်အဲ့ဒီမှာခဏကငကိုမူလာတက်တဲ့နေရာလေးတွေအတိုင်းပဲပြန်ပြီးတော့ဒါ6လုံးစလုံးကိုနေရာချတာဖြစ်ပါတယ်ဗျာနော်ဒီမှာသတိပြုရမှာနော်မှားလို့မရပါဘူးနော်ကျွန်တော်တို့ဒီဘို့အပေါင်းထွက်တဲ့ဘက်ကိုကျွန်တော်တို့အဖြူရက်ပါတဲ့ဘက်လေးထားမှာပါနော်ဒီ box ကနေအနီရောင်ကျိုးပေါ့နော်အပေါင်းဘို့ထွက်တဲ့ဘက်ကိုကျွန်တော်တို့ဒိုင်အုပ်ရဲ့အဖြူရက်လေးတွေပါတဲ့ဘက်လှည့်ထားမှာပါနော်ကျန်တဲ့အားလုံး6လုံးစလုံးကအဲ့ဒီအတိုင်းပါပဲနော်အဲ့ကြအဖြူရက်မပါတဲ့ဘက်ကတော့ဒီဟိုပါပေါ့အနဲ့ရောင်ကျိုးဘက်ပေါ့နော်
ပြီးရင်ကျွန်တော်တို့ခုနကဖြုတ်ခဲ့တဲ့ဒီဆိုလာဆဲရငုတ်ကလေးတွေနဲ့ဒီကြေးပြားနဲ့လည်းပြန်ပြီးတော့နောက်ခဲပြန်တို့ပေးရမှာဖြစ်ပါတယ်အခုအရင်ဆုံးတော့ကျွန်တော်ကဒီကြေးပြားလေးတွေနဲ့เนาะအရင်ဆုံးနက်ကလေးတွေလိုက်ပြီးတော့ဒါအသေးချာလေးချက်လိုက်တာဖြစ်ပါတယ်ဗျာเนาะပြီးရင်တော့ဒီကြေးပြားနဲ့ထိုင်အုပ်ငုတ်ကလေးတွေကိုလည်းကျွန်တော်တို့ခဲတို့ပေးမှာဖြစ်ပါတယ်ဗျာเนาะအဲကြတော့ထိုင်အုပ်က6လုံးဆိုတော့ခဲတို့ချက်12ချက်တို့ရမှာပေါ့ဗျာနော်သူမူလပါလာတာကတော့သူက3လုံးကိုပဲခဲတို့ပြီးတော့ကြံတဲ့ဟိုဘက်က3လုံးကသူကခဲတို့ပေးမထားပါဘူးเนาะအဲကြတော့ကျွန်တော်ကတော့ဒီမှာအားလုံးကိုခဲတို့ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီ pause လေးတွေထဲမှာပေါ့နော်အခုလိုနော်ထည့်သွင်းထားတဲ့ထိုင်အုပ်လေးတွေကခုနကလည်းပြောပြီးသားပါနော် bypass ထိုင်အုပ်လို့ခေါ်ပါတယ်သူကဘာကြောင့်ထည့်ရလဲဆိုရင်ကျွန်တော်တို့ဒီဆိုလာပြားပေါ်မှာပေါ့နော်နေအောင်ကြီးရတသက်မှထဲမရှိပဲနဲ့ဥပမာမသိရွက်လေးတွေပဲဖြစ်ဖြစ်အင်ရိတ်ကြောင်ဖြစ်ဖြစ်သစ်ပင်ရိတ်ကြောင်ဖြစ်ဖြစ်ပေါ့နော်တစ်ဖက်ကဆိုလာပြားကနေပူတယ်တခြားကနေမပူဘူးဆိုလို့ရှိရင်ကျွန်တော်တို့နေပူတဲ့ဘက်ကဘိုးထွက်ပြီးတော့နေမပူတဲ့ဘက်ကဆိုလာဆဲလေးတွေကဘိုးမထွက်တော့ပဲနဲ့เนาะအဲဘိုးတွေကဒီအရိတ်ကျတဲ့ဘက်မှာရှိတဲ့ဆိုလာဆဲတွေကိုလျှက်စီးကြောင်းနေစီးသွားတာเนาะအဲ့ဒီခါမှာကျွန်တော်တို့အရိတ်ကျတဲ့ဆိုလာဆဲလေးတွေကကျွန်တော်တို့ပူးလာပြီးတော့เนาะကျွန်တော်ပြည့်စည်သွားတာပေါ့เนาะအဲ့ဒီလိုမဖြစ်အောင်လို့ဒါ bypass တိုင်အောင်လေးတွေထည့်သွင်းတာဖြစ်ပါတယ်ဘုသူတာပါเนาะကဲအားလုံးပြီးပြီဆိုတော့ကျွန်တော်အဖုံးလေးပြန်ဖုံးလိုက်ပါပြီနော်ပိုလေးတိုင်းကြည့်ပါဒါကဆိုလာပြားမှောက်ထားတဲ့အခြေအနေပေါ့နော်နည်းနည်းလေးကျွန်တော်လေးအလင်းရောင်ရှိတဲ့ဘက်လေးနည်းနည်းလှည့်ကြည့်လိုက်မယ်နော်နေပူတဲ့တော့မထွက်တော့ပါဘူးအဆင်ပြေတယ်ဗျာနော်အလင်းရောင်ရှိတဲ့ဘက်လေးနည်းနည်းလှည့်လိုက်တာနဲ့ကိုဘိုးကတော်တော်လေးတက်သွားပြီပေါ့နော်18ဖို့19ဖို့လောက်ထိရောက်သွားပြီနော်ဒါအဆင်ပြေပါပြီဗျာနော်ကျွန်တော်နေပူလို့လောလောဆယ်တော့နေပူတဲ့မထွက်သေးပါဘူးဗျာနော်ဒါအရိတ်ထဲမှာပဲအလင်းရောင်ရှိတဲ့ဘက်ကိုလှည့်ပြီးတော့တိုင်းကြည့်တာဖြစ်ပါတယ်ဗျာအဆင်ပြေပါတယ်ကညနေတော့ရောက်လာပြီနေရောင်ကြီးရတော့သိပ်မရှိတော့ပါဘူးเนาะကျွန်တော်ပြင်ဘက်ကိုထုတ်ပြီးတော့ဘိုးလေးတစ်ချက်ပြန်တိုင်းကြည့်ပါဦးနေရောင်ကြီးရတော့သိပ်မရှိတော့ပါဘူးဗျာเนาะညနေပိုင်းရောက်သွားပြီဆိုတော့ဒါအပြင်ထုတ်ထားတာပါเนาะညနေရောက်ပါပြီဗျာเนาะနေရောင်ကြီးတော့မရတော့ဘူးဘိုးတော့ထွက်အောင်ပါเนาะဘိုးလေးတက်တစ်ချက်လောက်တိုင်းကြည့်ပါဒီမှာ 18.9 ပေါ့เนาะ18.9ဆိုတော့19ဘိုးလောက်ထွက်ပါเนาะဒါနေရောင်ကြီးတက်တဲ့เนาะနေ့လယ်လောက်ဆိုရင်တော့ဒါဘိုး20 21ဘိုးလောက်ထိထွက်မှာဖြစ်ပါတယ်ဗျာเนาะကဲအားလုံးဆင်ပြေပါပြီဗျာเนาะဒါသုံးပြလို့ရပါပြီကဲကျွန်တော်ဗီဒီယိုလေးကိုเนาะအပိကြည့်ရှုခဲ့ရတဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမတွေအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်အားလုံးဆင်ပြေကြပါစေခင်ဗျာကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ